ပိုင်ခရိုင်မညောင်းဦးတမှုထူးတဲ့ကြောက်ပေါင်းနဲ့လေတေဝနေကြီးဝအေးချမ်းသာယာမိထီလာကြောက်ပေါင်းကားလန်အရှိဘချမ်းမှာတည်ရှိနေတာစိတ်ညို့ညို့အုံမိုင်းသာသာယာလာလေလေပါအေးချမ်းလာတဲ့ကျွန်တော်တို့တေဝနေရွာရွာဦးကြောင့်နဲ့ဖျားကြီးကြောင့်မှစီရီပေါင်းကဦးခိုင်မဝပါဆရဲကြောင့်တစောင်းကံပထိုးတွေစုံမေးတာသာသနာရောင်ကြောင်းဝေရွှွန်လို့တနေဝန်းတို့ပုံပမာပညာရှိခွေကြောများလင်ထွက်ပေါ်ထွန်းရာဘူမိနဲ့တန်မြေမှန်ပါစပူတိုင်းတို့မြန်ပြေမှာလူတိုင်းသိတဲ့တေမနေရွာကလေးပါပြေဝစီရီရွှေပေါင်းတော်ဖျားနဲ့ရွှေချဖျားရွှေဦးမင်းစီရီတောင်ရီတမန်စေတော်ကြီးနဲ့ပနာရလို့နေပြန်သည်ပြေဝစီရီငွေပေါင်းတော်ဖျားနဲ့ရွှေချဖျားရွှေဦးမင်းစီရီတောင်ရီတမန်စေတော်ကြီးနဲ့ပနာရလို့နေပြန်သည်တိမ်ကိုတွေရပတ်ထားတဲ့ရွှေပုပ်ပါရဲ့နောက်ခံရှုခင်ပကြီးအတူတူလှမ်းမျောကြည့်မြင်ကျွန်တော်ဖိတ်လို့ခေါ်သည်တေဝနေရွာကနှွေးထွေးစွာကြိုးမြည်မန္တလေးတိုင်းဒေသကြီးပိုင်ခရိုင်မညောင်းဦးတမှုထူးတဲ့ကြောက်ပေါင်းနဲ့လေတေဝနေကြီးဝအေးချမ်းသာယာမိထီလာကြောက်ပေါင်းကားလန်အရှိဘချမ်းမှာတည်ရှိနေတာစိတ်ညို့ညို့အုံမိုင်းသာသာယာလာလေလေပါအေးချမ်းလာတဲ့ကျွန်တော်တို့တေဝနေရွာရွာဦးကြောင့်နဲ့ဖျားကြီးကြောင့်မှစီရီပေါင်းကဦးခိုင်မဝပါဆရဲကြောင့်တစောင်းကံပထိုးတွေစုံမေးတာသာသနာရောင်ကြောင်းဝေရွှွန်လို့တနေဝန်းတို့ပုံပမာပညာရှိခွေကြောများလင်ထွက်ပေါ်ထွန်းရာဘူမိနဲ့တန်မြေမှန်ပါစပူတိုင်းတို့မြန်ပြေမှာလူတိုင်းသိတဲ့တေမနေရွာကလေးပါပြေဝစီရီရွှေပေါင်းတော်ဖျားနဲ့ရွှေချဖျားရွှေဦးမင်းစီရီတောင်ရီတမန်စေတော်ကြီးနဲ့ပနာရလို့နေပြန်သည်ပြေဝစီရီငွေပေါင်းတော်ဖျားနဲ့ရွှေချဖျားရွှေဦးမင်းစီရီတောင်ရီတမန်စေတော်ကြီးနဲ့ပနာရလို့နေပြန်သည်တိမ်ကိုတွေရပတ်ထားတဲ့ရွှေပုပ်ပါရဲ့နောက်ခံရှုခင်ပကြီးအတူတူလှမ်းမျောကြည့်မြင်ကျွန်တော်ဖိတ်လို့ခေါ်သည်တေဝနေရွာကနှွေးထွေးစွာကြိုးမြည်